ဟောဆန်သမင်း3ခွက်ပေါ့နော်ကာလာတော့မတူဘူးသူကကာလာအောင်ဟောသမင်း3ခွက်ကိုဒီကိုလေးထည့်လိုက်တယ်သမင်းကြော်ပါနဲ့ပြီးတော့ဟောသေးရတယ်သမင်းကြော်ကြောက်လေးတော့ဖောက်ထည့်လိုက်မယ်ပြီးမိဖွင့်ကြော်မယ်ဒါပဲလေဟုတ်တယ်ဟုတ်တယ်နေလိုက်မယ်ဟောဘာလို့ပုံစံကောက်တယ်ထည့်တယ်ပြီးတော့ပေါင်းမှာကွာဘာရောပလတ်စတစ်တွေရှည်တဲ့ထည့်တယ်ဘာမှလည်းမတွေ့ဘာလို့စိတ်ဘာလို့ကြိတ်နေလဲတော့ပုံစံကွန်းအေးပါအေးပါစိတ်ကောင်းရှိတဲ့လူပဲစိတ်ကောင်းရှိတဲ့လူပဲမြင်ရတယ်တော့ပုံစံဝက်နဲ့ထည့်ပြီဒါကြောက်ကြောက်ကိုလူကြော်တော့မိုက်တယ်နော်တော့ပြီးမှအနှစ်လေးကိုထုတ်လိုက်လို့ရှိရင်သူကဟပ်ပွိုင်းလုံးဝအနီးကအဆိုးရည်တိုင်းဖောက်ထည့်လိုက်ပါလားကျုပ်မွေးကြော်တော့မှသူကပြားဆဆန်ကြော်သေးတယ်ဘေးငယ်ဦးတီးလေးနဲ့ဒီထည့်လိုက်ရဖုံးကတရဝါနဲ့လက်နဲ့မမြောက်ဖြစ်ကျုပ်လုံးနှလုံးဖောက်ထည့်တယ်ပြီးမမပြုတ်စားရမယ်ကွာရခန်းကျင်စီထည့်တယ်ဟုတ်ပြီဒါဆော့โอเคကိုစားခြင်းနဲ့ဆော့ထည့်ပါနော်ဆိုတော့ပေါင်းထားတဲ့ထမင်းလေးရပြီပုတ်ပုံစံခွက်တယ်စောတွေကကြော်လိုက်ပါလားလို့လာလူကြီးတို့ထမင်းကြော်လေထမင်းကိုပေါင်းပြီးမှကြော်တယ်ပေါ်သားထဲတယ်တူပါပဲကွာပြီးတော့ဘယ်လိုခေါ်လဲကွာမုံလာရွက်လာထမင်းကြော်ရယ်ကြက်ဥဟင်းရယ်ကြက်ဥမမရယ်ကြောက်ကြော်ရယ်မြောက်လုံးမူးသွားတာမီနူ3မျိုးလောက်ရတာ